ပတ်စံရှိသမျှအားကောင်းလာပြီးပတ်စံကုန်သွားရင်တာမန်လူတယောက်ပဲဖြစ်သွားမယ်ထူးဆန်းတဲ့စူပါဟီးရိုးဒီနေ့မှာတော့ပတ်စံရှိမှစွာရှိမယ်ဆိုတဲ့ထူးဆန်းတဲ့စူပါဟီးရိုးဇလန်လေးတစ်ပုံနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒါကတော့2025မှာထွက်ရှိထားတဲ့ကရှယ်ယိုဆိုတဲ့ဇလန်တွဲပဲဖြစ်ပါတယ်ဇလန်ရဲ့အဓိကဇက်ကောင်ကခင်ဆန်းဦးဖြစ်ပါတယ်သူဟာဘန်တစ်ခုမှာလုတ်ကင်နေတဲ့တာမန်ဝန်ထမ်းလေးတစ်ယောက်ပါသူ့ရဲ့စွမ်းအားကပတ်စံပဲဖြစ်ပါတယ်ပတ်စံကုန်သွားရင်စွမ်းအားလည်းပျောက်သွားမယ်ထူးဆန်းတဲ့စူပါဟီးရိုးတစ်ယောက်ဘာတွေဆက်ဖြစ်မှာလဲဇလန်အစမှာကန်ဆန်းဦးရဲ့ပင်ပန်းလာတဲ့ဘဝကိုတွေ့ရပါမယ်သူဟာညီမလေးဖြစ်တဲ့ကန်ဆန်းဟီကိုပြုစုစောင့်ရှောက်ရင်းရုန်းကန်နေရသူပါအလုပ်ဝင်ရင်မနဲ့စောစောအလုပ်ပြန်ရင်ညနောက်ကျလာစားလေးရပြီးဘဝကိုအေးအေးဆေးဆေးဖြတ်တန်းကျင်သူတစ်ယောက်ဒါပေမဲ့တနေ့မှာသူ့ဘဝကိုပြောင်းလဲသွားစေမဲ့အရာတစ်ခုဖြစ်ပေါ်လာပါတယ်ကန်ဆန်းဦးကဖြတ်သွားရင်လမ်းဘေးမှာဖြစ်နေတဲ့အကြမ်းဖက်မှုတစ်ခုမှာကန်ဆန်းဦးကမတော်တဆလူတစ်ယောက်ကိုကယ်တင်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူ့ခန္ဓာကိုယ်ထဲကနေမထင်မှတ်ထားတဲ့စွမ်းအားတစ်ခုထွက်ပေါ်လာပြီးလူချမ်းတွေကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်သွားပါတယ်သူ့ကိုယ်တိုင်တောင်ဘာဖြစ်နေလဲမသိနိုင်ဘူးဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒီနေ့ညမှာသူ့ဘဏ်အကောင့်ကိုကြည့်လိုက်တဲ့အခါပတ်စံတွေရောနေသွားတာကိုတွေ့လိုက်ရပါတယ်ကန်ဆန်းဦးဟာကိုယ်တိုင်စမ်းသပ်ကြည့်ပြီးစွမ်းအားရဲ့စီးမြင်တွေကိုသိလာပါတယ်ပတ်စံပိုရှိလေစွမ်းအားပိုကြီးလေပတ်စံကုန်သွားရင်အရန်မောပန်းလာတဲ့ဘဏ်အကောင့်သူညဖြစ်သွားရင်အသက်အန္တရာယ်တောင်ရှိနိုင်တယ်ဒီအချိန်ကစပြီးသူ့ဘဝမှာပတ်စံဟာလာစာမကတော့ပဲအသက်နဲ့တန်းတူအရာတစ်ခုဖြစ်လာပါတယ်ကန်ဆန်းဦးရဲ့ဘေးမှာအမြဲရှိနေသူကတော့ကင်မင်ဆုပ်ဖြစ်ပါတယ်သူမဟာဆန်းဦးရဲ့ချစ်သူဖြစ်ပြီးတာမန်ဘဝကိုအတူတူတိဆောက်ခြင်းတဲ့အမျိုးသမီးတစ်ယောက်ပါဒါပေမဲ့ဆန်းဦးရဲ့အပြုတ်မှုတွေတဖြည်းဖြည်းပြောင်းလဲလာပြီးညတိုင်းပြောင်းနေတက်လာပါတယ်ကန်ဆန်းဦးတစ်ယောက်တည်းစွမ်းအားရှိတာမဟုတ်ပါဘူးသူ့ဘဝထဲကိုထူးဆန်းတဲ့လူတွေဝင်လာပါတယ်ပထမတစ်ယောက်ကဘန်အုံမီသူမဟာအစားအစာစားတဲ့အချိန်မှာထူးဆန်းတဲ့စွမ်းအားတွေပေါ်ပေါက်လာသူပါဒုတိယတစ်ယောက်ကဘိုးဟိုအင်းသူဟာအရက်တောက်တဲ့အချိန်မှာခန္ဓာကိုယ်စွမ်းအားမြင့်လာတဲ့အနေအကြီးတဲ့လူတစ်ယောက်ပါဒီလူတွေကြောင့်ဆန်းဦးဟာငါတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုသိလာပါတယ်မြို့အောက်ခြေမှာစွမ်းအားရှင်တွေကိုအသုံးပြုပြီးအာဏာတည်ဆောက်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်အဲ့ဒီအဖွဲ့ထဲမှာအရေးကြီးဆုံးလူကတော့ဂျိုအန်နာဖြစ်ပါတယ်သူမဟာအေးဆေးတည်ငြိမ်ပေမဲ့အတွင်းမှာတော့အလွန်အန္တရာယ်ကြီးတဲ့အတွေးခေါ်တွေရှိသူပါသူမနဲ့အတူဂျိုနာတန်ဆိုတဲ့အပြင်းထန်ဆုံးရန်သူလည်းရှိနေပါတယ်ကန်ဆန်းဦးဟာစွမ်းအားကိုပိုပြီးအသုံးပြုလာလေလေသူ့ဘဏ်အကောင့်ထဲကပတ်စံကနေ့စဉ်လျော်နေလာပါတယ်အလောက်ကလာစားရတာနဲ့စွမ်းအားအသုံးပြုတာကြောင့်ချက်ချင်းပြန်ကုန်သွားတယ်ပတ်စံမရှိတဲ့နေ့တွေမှာသူ့ခန္ဓာကိုယ်ကမတ်တက်တောင်မရက်နိုင်အောင်အားနည်းသွားပါတယ်ဒီအချိန်မှာဆန်းဦးကအမှန်တရားတစ်ခုကိုနားလည်လာပါတယ်သူဟာသူ့ရဲ့ကောင်းဖြစ်ဖို့ငွေမလုံလောက်တော့ဘူးဆိုတာကိုပါမြို့ထဲမှာဖြစ်ပွားလာတဲ့အကြမ်းဖက်မှုတွေကြောင့်ဆန်းဦးဟာဘန်အုံမီဘိုဟိုအင်တို့နဲ့အဖွဲဖွဲလိုက်ပါတယ်လူတိုင်းမှာစွမ်းအားရှိတဲ့အချိန်နဲ့အားနည်းတဲ့အချိန်ရှိတယ်ဒါကြောင့်သူတို့အဖွဲ့ကအပြည့်စုံမယုံကြည်နိုင်သေးဘူးဒါပေမဲ့လူမဆန်တဲ့အာဏာရှင်တွေကိုတားဖို့တော့သူတို့လိုအပ်နေပါတယ်ကင်မင်ဆုပ်ဟာဆန်းဦးရဲ့လှုပ်ဝက်ချက်ကိုနောက်ဆုံးမှသိသွားပါတယ်သူမမြင်လိုက်တာကသူ့ရဲ့ကောင်းတစ်ယောက်မဟုတ်ပဲကိုယ်တိုင်ပျက်စီးနေတာကိုပါသူမကဆန်းဦးကိုရက်တက်ဖို့တောင်းဆိုပါတယ်သူမကဆန်းဦးကိုလူတိုင်းကိုမကယ်နိုင်ပါနဲ့ကိုယ်တိုင်ကိုအရင်ကယ်ပါလို့ပြောပါတယ်ဒါပေမဲ့ဆန်းဦးကတော့နောက်ပြန်မဆုတ်တော့ပါဘူးဂျိုအန်နာဟာစွမ်းအားရှင်တွေကိုကိုယ်ပိုင်လက်နက်လိုအသုံးပြုဖို့ကြီးမားတဲ့စီမံကိန်းတစ်ခုဆွဲထားပါတယ်သူမရဲ့ယုံကြည်ချက်ကစွမ်းအားရှိသူတွေကဥပဒေပေါ်မရှိရင်လူတွေကိုထိန်းချုပ်နိုင်တဲ့ဒီစီမံကိန်းအတွက်ဂျိုနာတန်ကိုအရှိတန်းထုတ်လာပါတယ်ဂျိုနာတန်ဟာအကြမ်းဖက်မှုကိုမကြောက်မရွံ့အသုံးပြုတဲ့အန္တရာယ်ကြီးဆုံးလူပါဒီကားထဲမှာကျွန်တော်တို့သတိထားကြည့်ရမယ့်သူနှစ်ယောက်ရှိပါတယ်အဲ့ဒါကတော့အာနာရှိတဲ့ဂျိုဝန်တို့နဲ့ဒိုယောင်နန်းတို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာဆန်းဦးရဲ့ဘဝထဲကိုတစ်ချိန်တည်းမှာရောက်လာပြီးတယောက်ကဆန်းဦးကိုအသုံးပြုဖို့ကြိုးစားချိန်မှာနောက်တစ်ယောက်ကတော့ဆန်းဦးအတွက်အရေးကြီးတဲ့အလှည့်ပြောင်းတွေကိုဖန်တီးပေးခဲ့ပါတယ်ကန်ဆန်းဦးဟာအစိုးရဝန်ထမ်းလေးတစ်ယောက်အနေနဲ့ငွေကြေးဆိုင်ရာစီမံကိန်းတစ်ခုမှာတာဝန်ကျရင်းဂျိုဝန်တို့ရဲ့လုပ်ငန်းစုကြီးတွေနဲ့ထိပ်တိုက်တွေ့ရကနေစတင်ဆုံတွေ့တာဖြစ်ပါတယ်တရက်မှာကန်ဆန်းဦးရဲ့လက်ထဲမှာငွေရှိရင်အစွမ်းထက်တယ်ဆိုတဲ့လှုပ်ဝက်ချက်ကိုဂျိုဝန်တို့ကသိသွားတဲ့အခါမှာတော့သူတို့ကြားမှာပြဿနာတွေစတင်ပါတော့တယ်ဒိုယောင်နန်ကတော့အောက်ခြေလောကကိုကောင်းကောင်းနားလည်တဲ့သူတစ်ယောက်ပါကန်ဆန်းဦးဟာသူ့ရဲ့စွမ်းအားကိုတုံးပြီးဒုစရိုက်သမားတွေကိုလိုက်လံနှိမ်နင်းနေရင်ဒါမှမဟုတ်မြို့ထဲမှာအကူအညီလိုအပ်နေသူတွေကိုကူညီပေးနေရင်းနဲ့အတွေ့အကြုံရင်းနဲ့ဒိုယောင်နန်နဲ့လမ်းမှာဆုံတွေ့ခဲ့တာဖြစ်ပါတယ်သူဟာကန်ဆန်းဦးကိုလမ်းမမရောက်အောင်တတိပေးသူဒါမှမဟုတ်မြို့ထဲကအရေးကြီးတဲ့သတင်းအချက်လက်တွေကိုပေးတဲ့သူအဖြစ်ပေါ်လာတတ်ပါတယ်နောက်ဆုံးအချိန်ရောက်လာပါပြီမြို့တစ်မြို့လုံးတိတ်ဆိတ်နေတယ်လို့ထင်ရပေမဲ့အမှောင်ထဲမှာတော့အန္တရာယ်ကြီးတစ်ခုစတင်လှုပ်ရှားနေပါပြီဂျိုအန်နာရဲ့စီမံကိန်းကနောက်ဆုံးအဆင့်ကိုရောက်လာပါတယ်စွမ်းအားရှင်တွေကိုလက်နက်အဖြစ်အသုံးပြုပြီးမြို့ကိုထိန်းချုပ်ဖို့ဒီနေ့ညကိုရွေးထားတာပါဒီအန်နီယာကိုတားဆီးနိုင်မဲ့သူကကန်ဆန်းဦးတယောက်ပဲဖြစ်ပါတယ်ဆန်းဦးဟာဘဏ်အကောင့်ကိုကြည့်လိုက်တဲ့အချိန်မှာလက်ကျန်ငွေကအနှဲငယ်သာကျန်ရှိပါတော့တယ်သူ့စွမ်းအားရဲ့အတိတ်ပဲကိုသူအပြည့်အဝသိနေပါပြီဒီညထွက်သွားရင်ပြန်လာနိုင်မလားမသိချပါဘူးဒါပေမဲ့မြို့ကိုမကယ်နိုင်ရင်သူ့ကိုယ်သူလည်းခွင့်လွှတ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ဆန်းဦးဟာနောက်ဆုံးလက်ကျန်ပတ်စံအားလုံးကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်ထွက်ခါနီးအချိန်မှာတင်မင်ဆုပ်ကဆန်းဦးကိုတားလိုက်ပါတယ်ဆန်းဦးကဘာမှမပြန်ပြောပါဘူးသူမရဲ့လက်ကိုသာတင်းတင်းကင်လိုက်ပြီးနောက်ပြန်လှည့်မကြည့်ပဲအမောင်ထဲကိုဝင်သွားပါတယ်အနေအကြီးဆုံးနေရာမှာဆန်းဦးဟာဘန်အုံမီနဲ့ဘိုဟိုအင်းတို့ကိုတွေ့ဆုံပါတယ်သူတို့သိထားပါတယ်ဒီညကနောက်ဆုံးဖြစ်နိုင်တယ်ဆိုတာပါဘန်အုံမီကအနှဲငယ်ကြောက်နေတယ်ဒါပေမဲ့နောက်မဆုတ်ပါဘူးဘိုဟိုအင်းကတော့အပြုံးလေးနဲ့ဒီတစ်ခါကတော့တကယ်ဆုံးသက်ပဲလို့ပြောလိုက်ပါတယ်
သူတို့၃ယောက်စကားများများမပြောတော့ပါဘူးတယောက်ကိုတယောက်နားလည်ထားပြီးသားပါအမြင့်ဆုံးအဆောက်အဦအတွင်းမှာဂျိုအန်နာဟာအေးဆေးတည်ငြိမ်စွာအရာအလုံးကိုကြည့်နေပါတယ်သူမအတွက်ဒီအလုံးကစမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ်လူတွေကစွမ်းအားကိုမကြောက်ဘူးထိန်းချုပ်မရတဲ့စွမ်းအားကိုပဲကြောက်တာလို့သူမယုံကြည်ထားပါတယ်အဲ့ဒီအတွက်သူမရဲ့လက်နက်အဖြစ်ဂျိုနာတန်ကိုအရှိတန်းထုတ်လိုက်ပါတယ်မြို့တစ်မြို့လုံးကြောက်ရွံ့မှုနဲ့ပြည့်သွားတဲ့အချိန်တိုက်ပွဲစတင်ပါတယ်ဘန်အွန်မီနဲ့ဘိုဟိုအင်တို့ကကိုစွမ်းအားကိုကိုတက်နဲ့လဲလှယ်ပြီးလမ်းဖွင့်ပေးကြပါတယ်ကန်ဆန်းဦးကတစ်ချက်ချင်းစီစွမ်းအားကိုအသုံးပြုတိုင်းဘန်အကောင့်ကသူညနီးပါဖြစ်လာပါတယ်ခန္ဓာကိုယ်ကသွေးတွေထွက်နေပြီးအသက်ရှူတောင်ခတ်လာပါတယ်ဒါပေမဲ့သူမရက်တတ်ပါဘူးနောက်ဆုံးမှာကန်ဆန်းဦးနဲ့ဂျိုနာတန်တို့မျက်နှာချင်းဆိုင်ရင်ဆိုင်ကြပါတယ်ဒီအချိန်မှာဆန်းဦးရဲ့ဘန်အကောင့်ကသူညဖြစ်သွားပါပြီဒါပေမဲ့ဂျိုနာတန်ကတော့စွမ်းအားကိုအပြည့်အဝအသုံးပြုပြီးလူမဆန်တဲ့အကြမ်းဖက်မှုနဲ့စတိုက်ခိုက်ပါတယ်ဆန်းဦးကစွမ်းအားမရှိတော့ပါဘူးစွမ်းအားနဲ့မတိုက်တော့ပါဘူးဆန်းဦးရဲ့လူတစ်ယောက်အနေနဲ့မထွက်ပြေးပဲမလက်လွတ်တဲ့စိတ်နဲ့နောက်ဆုံးဂျိုနာတန်ရဲ့အားနည်းချက်ကိုသုံးပြီးအဆောက်အဦအပေါ်ထပ်ကနေသူ့ကိုထိန်းချုပ်ပြီးလှဲချလိုက်ပါတယ်ဂျိုနာတန်ဟာမသေးပါဘူးဒါပေမဲ့ပြင်းထန်စွာဒဏ်ရာရတဲ့နောက်လှုပ်ရှားနိုင်ခြင်းမရှိတော့ပါဘူးအကြမ်းဖက်မှုဆက်လုပ်နိုင်တဲ့အခြေအနေမရှိတော့တဲ့အတွက်နောက်ဆုံးမှာသူ့ကိုအာဏာပိုင်တွေကဖမ်းဆီးသွားပါတယ်ဂျိုအန်နာကတော့မြို့ကိုထိန်းချုပ်ဖို့သူမရဲ့စီမံချက်အတိုင်းစွမ်းအားရှင်တွေကိုအသုံးပြုပြီးစွမ်းအားအလွန်မင်းထိန်းချုပ်ထားပါတယ်ဒါပေမဲ့ကန်ဆန်ဝန်းနဲ့သူ့အဖွဲ့ရဲ့တိုက်ခိုက်မှုတွေနဲ့သူမရဲ့ဂျိုနာတန်ကိုအောင်မြင်စွာထိန်းချုပ်နိုင်မှုကြောင့်သူမရဲ့အစွမ်းထက်တဲ့အားတွေပျက်စီးသွားပါတယ်ဂျိုအန်နာနဲ့ဂျိုနာတန်တို့ကမတည်ခဲ့ပါဘူးနှစ်ယောက်စလုံးဖမ်းဆီးခံခဲ့ရပါတယ်ဒါပေမဲ့သူတို့စွမ်းအားတွေကိုအသုံးပြုမပြုနိုင်တော့ပါဘူးတိုက်ပွဲပြီးဆုံးသွားတဲ့နောက်မြို့ကလုံခြုံသွားပါတယ်ကန်ဆန်းဦးကတော့ဆေးရုံအိယာပေါ်မှာအသက်ရှူတန်းတဲ့နဲ့အိတ်နေပါတယ်ဘေးမှာကင်မင်ဆုပ်ကသူ့လက်ကိုကင်ထားပါတယ်စွမ်းအားမရှိတော့ပါဘူးပတ်စံလည်းမရှိတော့ပါဘူးဒါပေမဲ့ဒီဖြစ်ရက်ကြောင့်လူတွေကသူ့ကိုမမေ့ခဲ့ကြပါဘူးသူရဲကောင်းဆိုတာပတ်စံရှိသူလားစွမ်းအားရှိသူလားဒါမှမဟုတ်ပေးဆက်နိုင်တဲ့သူလားဒီလိုစွမ်းအားရှိတဲ့ခါရှရာဇလန်ကိုကြည့်ပြီးတင်လဲဘသူ့ဘက်ကိုကဲတင်ခြင်းလဲမင်းအနေနဲ့ဒီဇလန်အပိုင်းတိုင်းကိုမလွတ်နိုင်အောင် subscribe လုပ်ထားဖို့နောက်ထပ် recap တွေကိုကြည့်ချင်ရင် notification ဖွင့်ထားဖို့မင်းကြိုက်တဲ့ဇာတ်ကောင်နဲ့တုံးသက်ချက်များကို comment မှာပြောကြဖို့မမေ့ပါနဲ့အောင်နော်